ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနာဒီမဲ့ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တကြောပြန်ချန်ပီယံပြန်ဖြစ်လာခဲ့တဲ့ Alexander Volkanovski ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကမ္ဘာကျော် MMA promotion ကြီးဖြစ်တဲ့ UFC ဟာဒီနေ့မနက်က UFC 314ပြိုင်ပွဲကိုကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်ရှေ့တော့ဒီဇိုင်းတော်တော်များများကလည်းတကယ်ကိုကြမ်းကြမ်းတမ်းတမ်းနေပါပဲကို main event ပွဲစဉ်မှာတော့ Michael Chandler နဲ့ Paddy Pimblett တို့ကရင်ဆိုင်ထိုးတက်ခဲ့ကြပါတယ်ပထမအချီကတော့ကွာကြီးလို့ပြောလို့မရပါဘူးPaddy Pimblett ကထိချက်ပို့သွားပြီး Michael Chandler ကတိတ်တောင်းလုံးနိုင်ပါတယ်ဒုတိယအချီမှာ Paddy Pimblett ရဲ့လက်သီးချက်တွေကို Michael Chandler အတော်ထိပါတယ်Michael Chandler လည်းကွဲပြဲနေတာပါပဲတတိယအချီမှာတော့ Paddy Pimblett ကဒူးပြန်တိုက်လိုက်က Michael Chandler လည်းအကြီးလေးကိုကွဲသွားခဲ့တာပါPaddy Pimblett ကဝင်လုံးပြီးဖိအားပေးကစားကအပေါ်ကနေထူထောင်ပါတယ်အဲ့ဒါနဲ့ပဲဂျိုင်ပွဲရဲ့နဲ့ Paddy Pimblett ကနိုင်ပွဲရရှိခဲ့ပါတယ်Paddy Pimblett ကသူ့ရဲ့ UFC fighter ဘွားမှာအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုဒီပွဲစဉ်မှာချပြနိုင်ခဲ့တာတွေ့ရပါတယ်Michael Chandler အနေနဲ့လည်းလက်ရှိချိန်မှာအသက်အရွယ်တစ်ခုရောက်ရှိလာနေပြီဖြစ်လို့အကြပိုင်းကိုရောက်လာပြီလို့ပဲဆိုရမှာပါအွန်လိုင်းဆိုင်ရဲ့ဘော်ဒါကြီးနီးပြကြီး Henry Hooft ရဲ့တစ်ဖက်Michael Chandler အနေနဲ့လည်းဒီပွဲမှာလည်းနိုင်ပွဲပုံဖော်နိုင်ခြင်းမရှိပါဘူးPaddy Pimblett ကတော့သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုချပြသွားတယ်လို့ပဲဆိုရမှာပါUFC 314ပြိုင်ပွဲရဲ့ main event နေရာမှာတော့နန်းကျပြင်းကြီး Volkanovski နဲ့ Diego Lopes တို့ကလစ်လက်နေတဲ့ featherweight ချန်ပီယံခပတ်လူပွဲချင်းဆိုင်ထိုးတက်ခဲ့ကြပါတယ်ပထမအချီမှာ Volkanovski ကထိချက်တွေတောင်းကစားနိုင်ခဲ့ပါတယ်ပူကတ်လာရင်ဆိုင်ထိုးပြိုင်ထိုးနဲ့ကျမ်းပါတယ်တိတ်တောင်းလဲလှုပ်လိုက်နိုင်ပါသေးတယ်ပထမအချီပြီးကန်ဒီမှာ Volkanovski ကပွဲဖြတ်လို့ရလို့နေပါထိကိုကျမ်းပြခဲ့တာပါဒုတိယအချီမှာတော့ Volkanovski ညာဘက်မျက်လုံးကွဲသွားပါတယ်Diego Lopes ရဲ့လက်သီးချက်မိပြီးပြုတ်ကျသွားသေးပါတယ်Diego Lopes ကထိထိမိမိထိုးပြနိုင်ပေမဲ့တစ်ချီလုံးခြုံကြည့် Volkanovski တာနေဆဲပါပဲတတိယအချိန်မှာလဲ fighter နှစ်ယောက်လုံးကထိစက်တောင်ကစားကြတာပါခြုံကြည့်ရင် Volkanovski ပဲတာဆဲပါပဲစရုပ်အချိန်မှာ Diego Lopes ကဖိအားပေးကစားနိုင်ပါတယ်Volkanovski အနေနဲ့လဲ Diego Lopes ရဲ့လက်သီးချက်တွေကိုထိမိခဲ့ပါတယ်Volkanovski အနေနဲ့အများရုန်းကန်ခဲ့ရပါတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာတော့ Diego Lopes တာတယ်လို့ပဲပြောရမှာပါနောက်ဆုံးအချိန်မှာလဲ Volkanovski ကထိချက်အသာယူပြီးကစားပါတယ်နောက်ပိုင်းအချိန်ဒီမှာ Diego Lopes ကအနေနဲ့ပိုစီးလာတယ်လို့ပြောရမှာပါ Diego Lopes ကပွဲဖြတ်ခြင်းပေမဲ့ဘလို့မှဖြတ်လို့မရပါဘူး Volkanovski ကဂိမ်းပလန်ကောင်းကောင်းကိုပြင်ဆင်လာနိုင်တယ်လို့ပဲပြောရမှာပါပွဲပြီးမှတော့ဒိုင်ဆုံးပြခံယူရမှာ Volkanovski က unanimous decision နဲ့နိုင်ပွဲရရှိသွားပါတယ်သူရဲ့ချန်ပီယံတရက်ဖူကြီးကိုလည်းနောက်တစ်ချိန်ပြန်လဲဆောင်းနိုင်ခဲ့ပါပြီ Volkanovski တကယ်ကိုဂုဏ်ယူမိပါတယ်Diego Lopes ရဲ့ဆွဲနဲ့တက်တီကိုလည်းလေးစားမိပါတယ်ဘာပဲဖြစ်ဖြစ် UFC 314ပြိုင်ပွဲကပရိသတ်တွေသဘောကျစေနိုင်တဲ့ပွဲချမ်းတစ်ပွဲဖြစ်ပါတယ်Alexander Volkanovski အနေနဲ့လည်းသူ့ရဲ့ချန်ပီယံခါကိုနောက်တစ်ချိန်ပခုံးပေါ်မှာပြန်လဲထမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပွဲချမ်းတစ်ပွဲဖြစ်လို့ပရိသတ်တွေအနေနဲ့လည်းကျေးဇူးကြမယ်ထင်ပါတယ်ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။